ဒီကလေးမလေးရဲ့လက်ညှိုးလေးတစ်ချက်အသာအရာထိလိုက်ယုံနဲ့အသက်ငင်နေတဲ့အမျိုးသမီးဟာသပင်တွေပြန်နှက်လာပြီးချက်ချင်းသတိပြန်ရလာခဲ့ပါတယ်လူတွေကတော့သူမကိုဆရာဝန်လေးလို့ထင်နေကြပေမဲ့တကယ်တော့သူမရဲ့အစစ်အမှန်ဝိညာဉ်ဟာငရဲလောကကိုအုပ်စိုးတဲ့ငရဲမင်းကြီးကိုယ်တိုင်ဖြစ်နေတာပါသူမဟာလူလောကမှာကျင့်ကြံမှုအတွက်ဒီကလေးမလေးဖြစ်ဝင်စားထားတာဖြစ်ပါတယ်ဒါပေမဲ့ပြဿနာတစ်ခုကသူမရဲ့အစွမ်းတွေဟာအသက်9နှစ်ပြည့်တဲ့နေ့ကျမှသာအပြည့်အဝပွင့်မှာဖြစ်ပါတယ်သူမရဲ့အမေကသဘောကောင်းပြီးသူမကိုအယမ်းချစ်ရှာပေမဲ့ကန်ဆိုးတာကသူမမှာတကယ်ကိုရက်ဆက်တဲ့အဖွားတစ်ယောက်ရှိနေတာပါဒီအဖွားကြီးကသူမရဲ့သားတည်ဆုံးသွားတာဟာဒီချွေးမကြောင့်လို့အပြစ်တင်ပြီးနေတိုင်းလာရောက်ပြဿနာရှာနေတာပါအဆိုးဆုံးကတော့သူတို့သားမိနေထိုင်တဲ့အိမ်ကြီးကိုအတ္တမသိမ့်ပိုက်ဖို့ကြိုးစားလာတာပါပဲငရဲမင်းမလေးဟာသူမရဲ့အစွမ်းတွေမပွင့်သေးခင်မှာအမေဖြစ်သူအနိုင်ကျင့်ခံနေရတာကိုကြည့်ပြီးအယမ်းကိုနာကျည်းနေခဲ့ပါတယ်သူမစိတ်ထဲကနေငါအစွမ်းတွေပြန်ရတာနဲ့နင်တို့ကိုငရဲ18ထပ်ပို့ပြစ်မယ်လို့ကြုံဝါနေခဲ့ပါတယ်အသက်9နှစ်ပြည့်ဖို့2ရက်ခွဲပဲလိုတော့တဲ့အချိန်မှာရက်ဆက်တဲ့အဖွားကြီးကလူမိုက်တွေခေါ်ပြီးအိမ်ကိုအတင်းအဓမ္မဖျက်ဆီးဖို့ကြိုးစားပါတော့တယ်ရွာလူကြီးတွေရှိမှလည်းဒီသားအမိကိုအိမ်ပေါ်ကနှင်ချဖို့စီစဉ်ကြပါတယ်ဘာလို့လဲဆိုတော့သူတို့ကိုနှင်ချလိုက်မှကြံတဲ့ဆွေမျိုးတွေကအိမ်နဲ့လေယာတွေကိုခွဲဝေယူနိုင်မှာမို့လို့ပါရွာလူကြီးက24နာရီအတွင်းဖယ်ပေးဖို့အမိန့်ထုတ်လိုက်တဲ့အခါကလေးမလေးကတော့မကြောက်တဲ့အပြင်အမေကိုပြန်ပြီးနှစ်သိမ့်နေခဲ့ပါတယ်နောက်တစ်နေ့မှာတော့အဖွားကြီးကစောက်လုပ်ရေးအဖွဲ့တွေခေါ်ပြီးအိမ်ကိုတကယ်ပဲလာဖြစ်ပါတယ်ကလေးမလေးရဲ့အမေဟာအိမ်ကိုကာကွယ်ရင်းအရိုက်နှက်ခံနေရပါတယ်အဲ့ဒီအချိန်မှာပဲအသက်9နှစ်ပြည့်ဖို့စက္ကန့်ပိုင်းပဲလိုပါတော့တယ်943နှစ်အချိန်ပြည့်သွားတာနဲ့တပြိုင်နက်ကောင်းကင်တစ်ခုလုံးမှောင်တိကျသွားပြီးမိုးကြိုးတွေပြစ်ချလာပါတော့တယ်ကလေးမလေးရဲ့မျက်လုံးတွေဟာအစိမ်းရောင်တောက်လာပြီးလေထဲကိုပြန်တက်သွားခဲ့ပါတယ်။သူမဟာငရဲမင်းအသွင်ကိုပြောင်းလဲသွားပြီးငါအမေကိုထိတဲ့သူမှန်သမျှထာဝရငရဲကြစေရမယ်လို့အတန်ဟိန်းပြီးကျုံးဝါလိုက်ပါတော့တယ်။ရက်ဆက်တဲ့ဆွေမျိုးတွေနဲ့အဖွားကြီးဟာ